ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့တရုတ်ပြည်မှာမိမိဝယ်ယူလိုက်တဲ့နေအိမ်အောက်ဖက်မှာလှုပ်ဝက်မြေအောက်ခန်းကြီးရှိနေပြီးတော့ရခိုင်ပိုင်ရှင်ဟောင်းနေထိုင်လျက်ရှိသည်ကို9နှစ်ကြာမှသိလိုက်ရတဲ့ဖြစ်ရပ်ကလူမှုကွန်ရက်မှာဟိုးလေးတကြောဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်ပြည်မှာအမျိုးသားတဦးကလွန်ခဲ့တဲ့9နှစ်ကဝယ်ယူခဲ့တဲ့နေအိမ်အောက်ဖက်မှာမြေအောက်ခန်းထဲမှာရခိုင်အိမ်ပိုင်ရှင်ဟောင်းကလှုပ်ဝက်စွာနေထိုင်နေတာကိုရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်ရပ်ကပြည်မကြီးလူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာဟိုးလေးတကြောဖြစ်နေပါတယ်။တရုတ်ပြည်အရှေ့ပိုင်းကျန်းစုပြည်နယ်မှာမျိုးရိုးအမည်လီဟုခေါ်တဲ့မြို့သားတို့ကမြို့လယ်မှာနေအိမ်တစ်လုံးကို2018ခုနှစ်အတွင်းကယွမ်2 သန်းနီးပါးကန်ဒေါ်လာ2,800,000ပေးကဝယ်ယူခဲ့ကြောင်းတရုတ်ပြည်မှာကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ Next Is New သတင်းဌာနကဖော်ပြထားပါတယ်။လီရဲ့မိသားစုဟာတွားရေးလာရေးလွယ်ကူကလက်ရမြောက်စွာပြန်လည်မွမ်းမံမှုများပြုလုပ်ထားတာကြောင့်အဆိုပါအိမ်ကိုလီတို့မိသားစုကအလွန်သဘောကျပါတယ်။လီကမကြသေးမီကပဲနေအိမ်အတွင်းပစ္စည်းများသိမ်းဆည်းရှင်းလင်းမှုများပြုလုပ်တဲ့အခါမှာလှေကားတစ်ခုရဲ့နောက်ဘက်မှာလှုပ်ဝက်လှေကားတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုလှေကားမှာမြေအောက်ခန်းကိုဆင်းတဲ့တကားဖြစ်ပြီးတော့ရခင်ကတတိမထားမိခဲ့ပါဘူး။မြေအောက်ခန်းမှာကြီးမားကျယ်ဝန်းပြီးလင်းဝင်လေထွက်စနစ်လျှက်စစ်မီးတို့အပြည့်စုံပါဝင်ကအရက်ဘားငယ်တစ်ခုပါဝင်ပါသေးတယ်။အဆိုပါမြေအောက်ခန်းကြီးတစ်ခုမှာတစုံတဦးကနေထိုင်နေတဲ့အရေးလက္ခဏာများထင်ရှားစွာတွေ့ရတာကြောင့်လီကများစွာတုံ့လုံချခဲ့ပါတယ်။အဲဒီနောက်ရခင်ပိုင်ရှင်ဟောင်းကိုဆက်သွယ်ခဲ့ပြီးတော့နေအိမ်ရောင်းချစဉ်ကမြေအောက်ခန်းရှိတဲ့အကြောင်းဖုံးကွယ်ထားမှုကိုစုံစမ်းမေးမြန်းခဲ့ပါတယ်။ရခင်ပိုင်ရှင်မှာမျိုးရိုးအမည်ကျန်းဟုအမည်ရတဲ့အမျိုးသမီးတူပဲဖြစ်ပါတယ်။ကျန်းကပြောတာကတော့ကျမရှင့်ကိုအိမ်ရောင်းတာပါ။မြေအောက်ခန်းပါတယ်လို့ဘယ်တော့မှမပြောခဲ့ပါဘူးလို့ဆိုပါတယ်။မြေအောက်ခန်းမှာမိမိအပန်းဖြေတဲ့နေရာဖြစ်ကြောင်းနေအိမ်ရောင်းချမှုမှာမပါဝင်ကြောင်းအယောင်းဝယ်သဘောတူစာချုပ်တွင်လည်းမပါကြောင်းကျန်းကပြောပါတယ်။မြေအောက်ခန်းကိုရှင်းပိုင်နေဆိုရင်ကျမအားလက်ချင်းတွေမှာဘယ်နေရာသွားပြီးအပန်းဖြေရမှာလဲလို့ကျန်းကပြောပါတယ်။မြေအောက်ခန်းထဲကိုထိုအမျိုးသမီးမြည်တော့မြည်ပုံအဝင်ထွက်လုပ်တည်ကိုမူမသိရသေးပါဘူး။လူမှုကွန်ရက်သုံးစွဲသူတဦးကမှတ်ချက်ပေးတာကတော့ထိုအမျိုးသမီးမှာတော့ပိုတစ်ချောင်းရှိကြောင်းဖြစ်နိုင်ကြောင်းကိုပြောထားပါတယ်။တခြားတဦးကတော့ကားပိုတောင်နဲ့မြေအောက်ခန်းဆက်သွယ်ထားတဲ့လှုပ်ဝက်တကားတစ်ခုကနေဝင်ရောက်တာဖြစ်နိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်။လီကပြောတာကတော့အဆောက်အုံတစ်ခုလုံးအတွက်တန်ရာတန်ကြီးအဖိုးခပေးကဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းမြေအောက်ခန်းမှာဥပဒေအကြောင်းအရမိမိရဲ့ပိုင်ဆိုင်မှုသာဖြစ်တဲ့ကြောင်းပြောဆိုကယခုအငင်းပွားမှုကိုတရားရုံးကနေတဆင့်ဖြေရှင်းရန်ဆုံးဖြတ်ခဲ့ပါတယ်။တရားရုံးကအဆိုပါအမှုကိုတော့လီကိုအနိုင်ပေးခဲ့ပြီးကျန်းကိုတော့ရော်ကြေးပေးဆောင်စီရန်အမိန့်ချခဲ့ပါတယ်။လူမှုကွန်ရက်သုံးစွဲသူတချို့ကယခုဖြစ်ရပ်ကိုတော့အော်စကာဆုရတောင်ကိုရီးယားရုပ်ရှင်ဖြစ်တဲ့ Parasite နဲ့ဖြစ်ရပ်ချင်းတူကြောင်းပြောဆိုနေကြပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းလေးကတော့တရုတ်ပြည်မှာမိမိဝယ်ယူလိုက်တဲ့နေအိမ်အောက်ဖက်မှာလှုပ်ဝက်မြေအောက်ခန်းကြီးရှိနေပြီးတော့ရခိုင်ပိုင်ရှင်ဟောင်းနေထိုင်လျက်ရှိတာကို9နှစ်ကြာမှသိလိုက်ရတဲ့ဖြစ်ရပ်ကလူမှုကွန်ရက်မှာဟိုးလေးတကြောဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ရှင်။